ငယ်ချင်းမျိုးဘာဖြစ်နေကြလဲ ဒီမှာလေငါအိမ်မှာအမေကွာသူနာနေရအရန်မဲကြိုက်ခင်းနေရတယ်လမ်းလျှောက်လို့လည်းမရအောင်ရက်တော့ကြပြီ နေရ ငါမင်းဆိုရင်ဒီလိုလေခါနာလမ်းလဲလျှောက်လို့မရဘူးဒီတော်တော်ကြာပြီအဲ့ရတယ်ပဲလဲနေတာဆိုဘာလို့လို့မှလည်းမသိဘူးအဲ့ဒါတိုင်မင်း ဒါဆိုရင်ငါတို့လေဒီမေလ17ရက်နေ့မှာ promotion ပေးထားတယ်လေငါတို့ဒီ beauty center မှာပေါ့နော်သူကဒီ local လေးတွေပေါ့နော်ဒီ local လေးတွေကိုငါတို့တစ်ခါရပြီဆိုရင်ငါတို့အိမ်ယာလူသားတွေကိုဒီကနဲ့ခေါ်လာပေးလို့ရတယ်ပေါ့ဒါကဘာတွေလုပ်လို့ရလဲဆိုလို့ရှိရင်သူကဒီပါကွမ်လို့ဆဲကူထုံးလို့ပေါ့နော်တကြင် free လုပ်ပေးတာဒီနာကျင်ကြိုက်ခဲတဲ့ယောဂါတွေပေါ့နော်သူကဝန်ဆောင်မှုပေးတဲ့ပုံစံမျိုးပေါ့နော်ဒါလေးကိုတို့တယောက်တစ်ခါစစ်ပေးလိုက်တယ်ဒီကလေးရှူပြီးတော့သွားလိုက်တော့ ဒီတော့ဆိုရင်ဒီကက်ကဖေးလာလို့ရအောင် free လုပ်လို့ရတယ် ဖေးလာလို့ရတယ်မေလ17ရက်နေ့ထိပဲလား မေလ17ရက်နေ့အမေများနေ့မှာကြာရောက်တဲ့နေ့အတွက်ကတ်ထုတ်ပေးထားတာပေါ့နော်ဒါပေမဲ့လက်ကုံထီမှာတော့တတ်မှတ်ပေးထားတယ် ဒီဆိုတော့ကြောက်မယ်လေနော်ဒီကက်လေးရတာဆိုတော့အဆင်ပြေရပါတော့ငါတို့ညောင်ငါတို့မေကိုခေါ်တော့မယ်နော်လိပ်စာလေးရော လိပ်စာလေးကကြတော့အမတို့ဒီအဲကြတော့လူပိုဟိုတယ်နဲ့နည်းနည်းဒေါ်လာကြီးတာ ကျေးဇူးတင်ပါတယ်ဆိုရင်တော့ကြမယ်ဘိုင်ဘိုင်ကျေးဇူးတင်ပါတယ်ဆိုရင်တော့ကြမယ်ဘိုင်ဘိုင်